လောင်နေတဲ့တန်နာချင်တော်လဲလေခဏဤစံအဖြစ်စီဖို့ဘဝတစ်ခုရုံးကန်ငယ်စဉ်ကလေးငယ်ဒီချိန်မှနေတန်ကျင်နာစွာပြူစုယူရခဲ့မေမေမြတ်တာသောသမီးရှိရင်တဲ့ဘယ်ဟာကိုဦးစားပေးကြလဲခေါ်ဆောင်လမ်းပြလေးမိအေးမေမေတယောက်တည်းခဲခဲတဘဝခီကိုသူလေးလမ်းပြပေးခဲ့တဲ့အလင်းလေးတစ်ခုတို့များရှင်သန်နေပြီချင်တော်လဲလေခဏဤစွမ်းအဖြစ်စီဖို့ဘဝတစ်ခုရုံးကန်ငယ်စဉ်ကလေးငယ်ဒီချိန်မှနေတန်ကျင်နာစွာပြူစုယူရခဲ့မေမေမြတ်တာတော်သမီးရှိရင်တွေဘယ်ဟာကိုဦးစားပေးကြလဲခေါ်ဆောင်လမ်းပြလေးမိအေးမေမေတယောက်တည်း